1960နှစ်ခုနှစ်တုန်းကပေါ့အန်တိုနီယိုဂရက်ဆာဆိုတဲ့အပျော်စီတင်မောကြီးပေါ်မှာလူတွေဟာပျော်ပျော်ပါပါကခွန်နေကြပါတယ်။ဝိုင်းထဲမှာအားလုံးကခွန်နေကြပြီမဲ့ကလေးမလေးကီတီကတော့တယောက်တည်းပြင်းနေရှာတာပါ။ဒါကိုမြင်သွားတဲ့တင်မောကက်ပတင်ကသူမကိုအဖော်ပြုပြီးကပြဟိုဖိတ်ခေါ်လိုက်ပါတယ်။ဒါပေမဲ့ဒီပျော်စရာကောင်းတဲ့မြင်ကွင်းရဲ့နောက်ကွယ်မှာတော့လျှို့ဝှက်စမ်းကြဲတဲ့လူတစ်ယောက်ကစတီးဂျိုးခွေတွေကိုထိန်းချုပ်ထားတဲ့မောင်းတန်တစ်ခုကိုဆွဲချလိုက်ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲပြက်ထွက်သွားတဲ့စတီးဂျိုးဟာကခွန်နေတဲ့လူတွေရဲ့ခန္ဓာကိုယ်တွေကိုပိုင်းဖြတ်ထွားပါတော့တယ်။အရက်ပို့ခေတီတယောက်ပဲဒီကြောက်စရာကောင်းတဲ့ဘေးကနေလွတ်မြောက်ခဲ့တာပါ။နှစ်ပေါင်း40ကြာပြီးတဲ့နောက်ကပတင်မာဖီဦးဆောင်တဲ့တင်မောဆယ်ယူရေးဖွဲ့ဟာပင်လယ်ပြင်မှာအလုပ်လုပ်နေကြပါတယ်။သူတို့အလုပ်ပြီးလို့အောင်ပွဲဖြစ်နေတော့မှဖဲမန်လို့ခေါ်တဲ့လီယန်မူးတယောက်ရောက်လာပြီးအလုပ်တစ်ခုကမ်းလှမ်းပါတယ်။သူကပင်လယ်ပြင်မှာတွေ့ခဲ့တဲ့ထူးဆန်းတဲ့တင်မောပြည့်ကြီးတစ်စီးတဲ့ဓာတ်ပုံကိုပြလိုက်တာပါဒီဖွဲ့လည်းအခါချင်းဝင်အများကြီးရမယ်ဆိုတော့အလုပ်ကိုလက်ခံလိုက်ပြီးနောက်တနေ့မနေ့မှပဲရှာဖွေဤထွက်ခဲ့ကြပါတယ်လမ်းမှာရေဒါတွေအလုံးမလုံးတာအချက်ပြမှုတွေပျောက်နေတာမျိုးတွေကြုံခဲ့ရပေမဲ့နောက်ဆုံးမှာတော့မြူမောင်တွေကြားထဲကနေအဲ့ဒီတင်မောကြီးကသူတို့ရှေ့မှာရုတ်တရက်ပေါ်လာပါတော့တယ်တင်မောကြီးရဲ့နာမည်ကအန်တိုနီယိုဂရက်ဆာတဲ့ကပတိန်မာဖီကဒါဟာ1962ခုနှစ်ကတည်းကပျောက်ဆုံးသွားတဲ့အီတလီတင်မောကြီးဆိုတာကိုသိလိုက်ပါတယ်တင်မောတိုင်းရဲ့အိမ်မက်ဖြစ်တဲ့ဒီတင်မောကြီးကိုရှာတွေ့ပြီဆိုတော့သူတို့အဖွဲ့တင်မောပေါ်တက်ပြီးစစ်ဆေးဖို့ဆုံးဖြတ်လိုက်ကြတယ်။တင်မောပေါ်ရောက်သွားတဲ့အခါအသက်ကယ်လေးတွေတစည်းမှမရှိတော့တာကိုတွေ့ရပါတယ်။အတွင်းထဲကိုဝင်သွားလေလေသူတို့ရဲ့ walkie talkie အဆက်အသွယ်တွေကပျောက်တောက်သွားလေပါပဲ။ဒီတင်မောကြီးပေါ်မှာဘယ်သူမှမရှိသလိုပဲဒါပေမဲ့နာရီတစ်လုံးကတော့အခုထိပတ်နေတော့မှမတိမတာလေးအလုရှားနေတဲ့ကစားကွေးစလုံးလေးတွေက welcome aboard လို့ရေးပြနေတာကိုလည်းဘယ်သူမှသတိမထားမိကြပါဘူး။တင်မောအောက်ထက်ကိုဆင်းရင်းနဲ့ချန်ပီယံကြိုးကြလို့ EPS တယောက်ပြုတ်ကျလုံနေဖြစ်ခဲ့ပါသေးတယ်။အဲ့ဒီအချိန်မှာပဲသူမကအောက်ထက်အခန်းထဲမှာ KD ကိုမြင်လိုက်ပြီးမြင်ခဏလေးတွင်မှာပဲပျောက်ကွယ်သွားပါတယ်။သူတို့အဖွဲ့ပယ်ပိုင်းကရောက်သွားတဲ့အခါမှာတော့အရာအလုံးကတေးနေသလိုပါပဲ။ဒါပေမဲ့ထူးဆန်းတာတစ်ခုက1962ခုနှစ်ကပျောက်သွားတဲ့တင်မောပေါ်မှာအဲ့ဒီခေတ်ကမရှိသေးတဲ့ digital watch တစ်လုံးကိုတွားတွေ့တာပါပဲ။အခြေအနေတွေကပို့ပြီးတော့ထူးဆန်းလာပါပြီ။တင်မောပေါ်မှာအလောင်းတစ်လောင်းမှမရှိပေမဲ့အတိတ်ကဖြစ်ရဆိုးရီရဲ့အရေးအယောင်တွေဟူတော့နေရာတိုင်းမှာတွေ့နေရတာပါ။ Captain Murphy ဟာမန်ထဲမှာသူ့မျက်နှာကနေတင်မောဟောင်းရဲ့ Captain မျက်နှာအထိပြောင်းလဲသွားတာကိုမြင်လိုက်ပြီးအကြီးကျယ်ထိတ်လန့်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်း F ဟာကလေးမလေး KT ရဲ့ဝိညာဉ်နဲ့ထိတ်တိုက်တွေ့ခဲ့ပါတယ်။ KT ကသူမကိုဒီတင်မောပေါ်ကနေအမြန်ဆုံးထွက်သွားဖို့တတိပေးလိုက်ပါတယ်။သူကဝိညာဉ်လေးကိုစုဆောင်းနေတာအချိန်တိုင်းရင်အားလုံးကိုအစာကျွေးလိမ့်မယ်တဲ့ဒီတင်ပိုးကြီးဟာရိုးရိုးတင်ပိုးဖြစ်မဟုတ်ပဲဝိညာဉ်လေးကိုငရဲပို့ဖို့အတွက်အသုံးချခံရတဲ့ထောင်ချောက်ကြီးတစ်ခုဖြစ်နေတာပါ F ဟာ KT ရဲ့အကူအညီနဲ့1962ခုနှစ်တုန်းကဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကိုမြင်တွေ့ခဲ့ပါတယ်ရွှေတုံးတွေကြောင့်လူတွေဟာလောဘဇောတက်ပြီးတယောက်နဲ့တယောက်တက်ဖြတ်ခဲ့ကြတာပါဒါပေမဲ့ဒီတက်ဖြတ်မှုတွေအားလုံးရဲ့နောက်ွယ်မှာကြိုးကင်နေတဲ့သူကတော့သူတို့အဖွဲ့တွေက Fairman ဖြစ်နေပါတယ်တကယ်တော့ Fairman ဟာလူသားတယောက်မဟုတ်ပါဘူးသူဟာအဖြစ်ရှိတဲ့ဝိညာဉ်တွေကိုစုဆောင်းပြီးငရဲကိုပို့ဆောင်ပေးရတဲ့ Soul Collector တယောက်ပါပဲသူကဒီတင်မောသားတွေကိုလည်းရွှေတုံးတွေနဲ့မြားခေါ်ပြီးသူတို့ရဲ့ဝိညာဉ်တွေကိုသိမ့်ပိုက်ဖို့ကြံစည်နေတာပဲဖြစ်ပါတယ်အမှန်တရားကိုထိသွားတဲ့အချိန်မှာတော့နောက်ကျသွားပါပြီ Murphy နဲ့အဖွဲ့သားတွေဟာ Fairman ရဲ့လက်ချက်နဲ့တယောက်ပြီးတယောက်တေဆုံးကုန်ကြပါတယ်နောက်ဆုံးမှာတော့ F နဲ့ Fairman တို့တင်မောပေါ်မှာအသေးအလဲတိုက်ခိုက်ကြပါတော့တယ် Fairman ကသူ့ကိုနားထောင်ရဲ့အသက်ချမ်းသာပြီးမယ်လို့ပြောပေမဲ့ F ကတော့ဒီငရဲတင်မောကြီးကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာဒဏ်ရာတွေကြားကနေရန်ကောင်တီကိုပစ်ခတ်ပြီးတင်မောကြီးတစ်ခုလုံးကိုဖောက်ခွဲပစ်လိုက်ပါတော့တယ်တင်မောကြီးနှစ်မြုပ်သွားတဲ့အချိန်မှာတော့ပိတ်ခလောင်ထားရတဲ့ဝိညာဉ်တွေအားလုံးကလွတ်မြောက်ပြီးကောင်းကင်ရန်ကိုပြန်တက်သွားကြပါတယ် F တယောက်တည်းပင်လယ်ထဲမှာမျောနေတဲ့စဉ်ကယ်ဆယ်တွေအထွတ်တွေနဲ့တွေ့ခဲ့ပါတယ်အားလုံးပြီးသွားပြီလို့သူမထင်နေတုန်းပဲမှာလူနာတန်ကားပေါ်ကနေသူမမြင်လိုက်ရတာကတေသွားပြီလို့ထင်ထားတဲ့ Fairman ဟာရွှေတုံးတွေကိုတေယူပြီးနောက်ထပ်တင်ပေါ်ကြီးပေါ်ကိုတတ်သွားတာပါပဲကာဟာကြီးကျင်းစာချိုးကြီးကမပြီးဆုံးသေးဘူးဆိုတာကိုပြနေတာပါကဲဒီဇက်လန်လေးကိုသဘောကျတယ်ဆိုရင် follow လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ထပ်ဆက်လုပ်ရှားစရာ recap တွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်